အင်းဝမှာတခိုးကြီးတူပေါ်လာသူ့နာမည်အားလုံးသိတယ်တခိုးကြီးငတ်တက်ပြလူချင်းတို့အနေနဲ့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်အောင်ကြိုးစားတဲ့နေရာမှာလူချင်းတို့ရဲ့စကားစွမ်းရည်ရလဲအလွန်အရေးကြီးအဲ့တော့ကိုကအလုပ်တင်မကဘဲနဲ့ကိုယ့်ရဲ့စကားပြောစွမ်းရည်ကလည်းဘဝမှာအခက်အခဲတွေရှိလာတဲ့အချိန်မှာလည်းဂျင်းနဲ့ကြက်ထဲကနေဒီစကားစွမ်းရည်နဲ့ပဲလွတ်မြောက်နိုင်တယ်လို့အောင်မြင်အောင်အထက်ကိုတက်လှမ်းတဲ့နေရာမှာလည်းအလွန်အရေးကြီးပါတယ်အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အင်းဝခက်ကနာမည်ကြီးတခိုးကြီးတယောက်အကြောင်းကျွန်တော်လေ့လာကြအောင်အဲ့တော့အင်းဝခက်မှာကျွန်တော်တို့မြန်မာရာဇဝင်မှာအလွန်နာမည်ကြီးတဲ့တခိုးကြီးတူဦးရှိပါတယ်သူ့နာမည်ကဘယ်သူလို့ထင်ပါလဲလူချင်းတို့ comment မှာတစ်ချက်လောက်ရေးကြည့်ပါဦးအဲ့တော့အင်းဝကိုတီထောင်တာဘေဘင်ကတီထောင်လဲဆိုတော့အင်းဝကိုသတို့မင်းဖျားကတီထောင်ဒီနေရာမှာကျွန်တော်တို့မြန်မာတချင်းတွေเนาะမြန်မာတချင်းတွေကတချင်းတစ်ပုဒ်ကိုနားထောင်လိုက်တာနဲ့ကျွန်တော်တို့ကစာအုပ်တုပ်ဖတ်တာနဲ့ညီတယ်ဒါကျွန်တော်တို့မြန်မာတချင်းတွေအနှစ်သာရဘယ်လောက်ရှိလဲဆိုဥပမာရွှေအင်းဝဆိုတဲ့တချင်းပေါ့သူ့ဘယ်သူကဆက်လဲဆိုတော့ A1 ဆရာညာဆိုတာရေးဆက်ထားတယ်အဲရွှေအင်းဝတချင်းတစ်ပိုက်ကိုကျွန်တော်အခုဆိုပြမယ်အဲတချင်းတစ်ပိုက်ဆိုလိုက်တာနဲ့အင်းဝသမိုင်းအကုန်ပါသွားတယ်အတန်တော့မကောင်းဘူးကျွန်တော်ရုပ်ခန့်နဲ့ထိန်းထားတာเนาะကျွန်တော်တို့ရွှေအင်းဝတချင်းကြားဘူးလားမသိဘူးအေယာဝရီစမုံဒုဋ္ဌဝရီဇော်ကြီးပန်းလောင်ချောင်းမြင့်ငါလီပေါင်းလို့ဆုံးကြသည်တန်လျက်စွန်းမော်ရင်အင်းလေးအင်းကိုဖို့၍မြို့တီတရိုးဖျားရာဇာပရင်စိုးစံသည်မကောင်းတဲ့ရန်ဝေးအောင်ချိုးဖြက်နေနေမည်အော်ဥဇနာမင်းယုတ်တုတ်တင်မြန်ပါသည်စောအုံမမဟဲ့သည်ဒေဝင်းမြောက်လို့ဘလာဘလာဘလာပေါ့ဒီတချင်းတစ်ပိုက်လုံးမှာအင်းဝသမိုင်းအကုန်ပါအေယာဝရီစမုံဒုဋ္ဌဝရီဇော်ကြီးပန်းလောင်အေယာဝရီစမုံဒုဋ္ဌဝရီဇော်ကြီးပန်းလောင်ချောင်းကြီးမြစ်ကြီး၅ခုစုံတဲ့နေရာမှာအင်းဝမြို့ဒေထားတယ်ဟောတွေ့လားကျွန်တော်တို့ GPS နဲ့ကြည့်သလိုပဲတန်လျက်စွန်းမော်ရင်အင်းလေးအင်းကိုဖို့ရမြို့ဒီသရိုးဖျားရာဇာဘရင်စိုးစံနဲ့အင်းဝကိုသရိုးမင်းဖျားစိုးစံနဲ့ဥဇနာဆိုတဲ့မင်းရုပ်ကိုတုတ်တင်ပြီးတော့တက်လာတဲ့ဘရင်ဖြစ်လာတယ်သူ့ရဲ့မိဖုရားနာမည်တော်ပါသေးတယ်ဗာလဲစောအုံမာမဟေဒီသူ့ရဲ့မိဖုရားကြီးနာမည်ကစောအုံမာဟောအင်းဝသမိုင်းကိုတစ်ချက်တစ်ပိုက်ထိုင်နေအကုန်ပါသွားတယ်အဲ့တော့အင်းဝကိုတီထောင်တဲ့သရိုးမင်းဖျားလက်ထက်မှာအင်းဝမှာတခိုးကြီးတူပေါ်လာသူ့နာမည်အားလုံးသိတယ်တခိုးကြီးငတ်တက်ပြားအဲ့တခိုးကြီးငတ်တက်ပြားဟာတခုတော့ရှိတယ်သူကဆဲတဲ့သူတွေစီကမခိုးဘဲနဲ့ဝိသမလောဘနဲ့မတရားချမ်းသာလာတဲ့သူတွေစီကခိုးတယ်ပြီးရင်မရှိစင်းရဲသားတွေကိုဝေပေးတယ်ဘလို့ပဲဝေပေးကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာမှာခိုးတယ်ဆိုတာကမြည်သည့်အခြေအနေမှာခွင့်မပြုထားဘူးဒါကြောင့်သူ့ကိုကျွန်တော်တို့ကရေပုံရအဖြစ်လူတော်လူမကောင်းဒီလိုသတ်မှတ်လို့ရတယ်တော်တာပေါ့သူရဲ့အရေးချင်းဒါပေမဲ့ခိုးတယ်ဆိုတာဘယ်သူစီကပဲခိုးကျွန်တော်တို့မှာခိုးခွင့်မပြုထားဘူးအဲဘယ်သူမှဖမ်းလို့မရဘူးတခိုးညက်တဲ့ပြောင်း performance အလုံးမြင့်မာတဲ့အတွက်နောက်ဆုံးဘယင်ကိုယ်တိုင်ဆင်းဖမ်းခေါင်းဆောင်ဆိုတာကိုယ်တိုင်အခက်အခဲဖြစ်လာတဲ့အခါမှာလုံနိုင်စွမ်းရှိဘူးလို့ဘယ်သူမှဖမ်းလို့မရတော့သရိုးမင်းဖျားကိုယ်တိုင်ဆင်းဖမ်းတဲ့အခါမှာမိပါလေရောငတ်တက်ပြားမိတဲ့အခါမှာညီလာခံမှာသရိုးမင်းဖျားငတ်တက်ပြားလူတော်တယောက်ဖြစ်တဲ့အတွက်မင်းကိုနောက်ဆုံးအနေနဲ့အခွင့်အရေးပေးမယ်ဆိုတော့ငတ်တက်ပြားပျော်သွားဘာအခွင့်အရေးမင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်ငတ်တက်ပြားမှန်ပါရှင်မင်းတိုင်းပြဘာရွေးရမလဲအေးမင်းကိုလှန်နဲ့ထိုးတက်တာကြိုက်လားဓာတ်နဲ့ခုတ်တက်တာကြိုက်လားငတ်တက်ပြားရွေးပြီးတော့လှန်နဲ့ထိုးတက်တာကြိုက်လားဓာတ်နဲ့ခုတ်တက်တာကြိုက်လားလူချင်းတို့ဘာကြိုက်လဲလန်နဲ့ထိုးသက်တာကြိုက်တဲ့သူလန်လို့ရေဓာတ်နဲ့ထိုးသက်တာကြိုက်တဲ့သူဓာတ်လို့ရေကောမှမှာငါတပြားကြောင်သွားကြောင်ပြီးတော့မှန်ပါအရှင်မင်းဒရိုက်ပြကျွန်တော်မျိုးကြီးကြိုက်တာကိုတကယ်ပြောရမှာပြောမင်းကငါနောက်ဆုံးအနေနဲ့အခွင့်အရေးပေးတာမှန်ပါကျွန်တော်မျိုးကြီးတကယ်ကြိုက်တာကတော့လန်ကိုလည်းမကြိုက်ပါဗျာဓာတ်ကိုလည်းမကြိုက်ပါဗျာဟိုဘက်ဘေးနားမှာထိုင်နေတဲ့အရှိမိဖုရားကြီးဆောင်းအောင်ကြိုက်ကြောင်းပါဗျာဟာဘယင်လန့်သွားအဲ့တော့မရတိဓာတ်ကြည့်လေဒီကောင်ကသူ့ကိုတက်ခံဒီမှာဘယ်နဲ့ဘယင်မိဖုရားတော်တက်ပြီးတောင်းအဲ့ဒါစိုက်ဝါလို့ခေါ်တာပေါ့ဒီဘက်ခက်မှာဆိုရင်စိတ်သက်စစ်စင်ရင်လို့ခေါ်လူတော်တော်များများကိုသေတော့မယ်ဆိုကျွန်တော်မျိုးကြီးအသက်ချမ်းသာပြီးပါဒီလိုတောင်းမှန်းငတ်တပြပါလေမင်းကတော့တတ်မဲ့တိုင်အောင်မင်းကမကြောက်ဘူးမင်းမိဖုရားတော်တောင်းရဲတယ်ဆိုဘယင်ကိုစိတ်သက်စစ်စင်ရင်လောက်တာဒါပေမဲ့သရိုးမင်းဖျားကြည့်ရတာ management တက်ပုံရတယ်ငတ်တပြဟာလူတော်မှန်းသိတဲ့အတွက်မတတ်တော့ဘူးမတတ်တော့ဘဲနဲ့သူ့ယာဒူးအဆောင်အောင်ပေးလိုက်ဒါကြောင့်သရိုးမင်းဖျားရဲ့စီမံခန့်ခွဲမှုကောင်းမွန်တဲ့အတွက်လူတော်လူမကောင်းတယောက်ဟာလူတော်လူကောင်းတယောက်ဖြစ်သွားတယ်ဟုတ်လားတော်ပြီးမကောင်းတဲ့သူတွေကျွန်တော်တို့လူအဖွဲ့အစည်းတွေမှာအများကြီးပဲထိုင်ပြီးတော့ဆဲနေအောင်သူတို့အပြစ်တင်နေအောင်နဲ့ကျွန်တော်တို့လူအဖွဲ့အစည်းတိုးတက်လာမှာမဟုတ်အဲ့တော်ပြီးမကောင်းတဲ့သူတွေကိုကျွန်တော်တို့ကဝိုင်းဝန်းထိမ့်မှတ်ပြီးတော့မှလူတော်လူကောင်းတော်ပြီးကောင်းတဲ့သူတွေဖြစ်အောင်ဆောင်ရွက်နိုင်ရင်ကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းကအေဂျင့်တည်ငြိမ်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာညှောက်ပေးလိုက်ပါတယ်အခုပဲကျွန်တော်တို့ကလူတော်လူကောင်းတွေဖြစ်အောင်မိမိတို့ရဲ့စကားဆွမ်းရည်မိမိတို့ရဲ့
လှုပ်ဆောင်မှုတွေနဲ့စ조사အထုတ်ပြီးအောင်မြင်မှုစီကိုချီတက်လိုက်ပါအောင်မြင်မှုတွေကလူချင်းတို့စောင့်ကြိုနေပါတယ်ဒီ season ကိုကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲ့ဒီ season မှာပါဝင်ခြင်းအခုကျွန်တော် video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးတော့ comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထဲက9ဦးကိုရွေးချယ်ပြီးကျွန်တော်ရဲ့တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့အောင်မြင်ခြင်းလက်ဆောင်စမ်းသစ်တီထွင်စွာအောင်မြင်ခြင်းမြန်မာနည်းမြန်မာဟန်မာကတ်နဲ့ကိုရီကိုသွေးမြင့်မားစွာအောင်မြင်ခြင်းစောင်း9ဦးကိုတယောက်ကိုတုံနှုံးနဲ့ကျွန်တော်ရဲ့အမတ်တရလက်မှတ်နဲ့တူအိမ်တန်ရာရောက်လူချင်းတို့ပို့ကပါမပေးရဘူးပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တစ်လကိုတင်တန်းတစ်မျိုးပဲဖွင့်ပါတယ်အခုလာမယ်2လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့စကားစွမ်းရည်တင်တန်း business presentations master class ဖြစ်ပါတယ်မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်ပါတယ် online တင်တန်းဒီအခုလာမယ်2လပိုင်း10ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတစ်လတိတိတင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံဒေတာတီတီကမ္ဘာဒေတာတီတီကတက်နိုင်ပါတယ်နိုင်ငံရောက်နေတဲ့သူတွေလည်းတက်နိုင်ပါတယ်နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group မှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းတင်ပေးမယ်အဲ့ဒါနေ့စဉ်နှစ်ပိုင်းတက်မှာသူကဖြစ်တယ်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom ကနေကျွန်တော်နဲ့မျက်နှာချင်းဆိုင်တွေ့ပြီးတော့စိတ်ကြိုက်ကျွန်တော်မေးခွန်းမေးနိုင်တဲ့ရင်းနှီးစွာကျွန်တော်နဲ့စကားပြောနိုင်တယ်ဒါကြောင့်တင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ပေးတာဖြစ်တယ်အပတ်စဉ် Zoom live lecture လည်းမတက်နိုင်မပူနဲ့နောက်ရက်မှာ recorded video ကို Facebook group ရော Telegram private channel မှာတင်ပေးမှာဖြစ်တယ်တင်တန်းကလာတစ်လပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ်တင်တန်းကလာတစ်လပြီးသွားတဲ့တိုင် group ကိုမဖြတ်ဘဲထားပေးမှာဖြစ်တဲ့အတွက်အထက်ထက်သင်ခန်းစာတွေကိုစိတ်ကြိုက်တစ်သက်လုံးလေ့လာနိုင်တဲ့တင်တန်းဖြစ်ပါတယ်အပြင်လူတွေ့တက်ချင်တဲ့သူတွေကျွန်တော်ရဲ့မိတ်ဆွေလုပ်ငန်းရှင်တွေသူတို့ဝန်ထမ်းတွေကိုဆေးလွှတ်ချင်တယ်လို့ပြောတဲ့သူတွေအတွက်2လပိုင်း14ရက်နေ့နဲ့15ရက်နေ့စနေတွေ2ရက်မှာမနက်10:00နာရီကနေညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လမှာရှိတဲ့ကျွန်တော်တို့ ML သင်တန်းကျောင်းမှာကျွန်တော်နဲ့2ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်တယ်။လူချင်းတို့ online မှာတက်ချင်အပြင်မှာတက်ချင်လူချင်းတို့ရဲ့နာမည်ရယ်ဖုန်းနံပါတ်ရယ် comment မှာမရေးနဲ့ Messenger message မှာရေးထားပြီးကျွန်တော်တို့ team ကညီတွေညီမတွေကဆက်သွယ်ပေးမယ်။အခု season ကိုကြည့်တဲ့သူတိုင်း online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကို 10% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။တင်တန်းကျောင်းအသေးစိတ်ကိုကျွန်တော်ဒီ page ထဲမှာဝင်ကြည့်ပါအပေါ်ဆုံးမှာ video file နဲ့တူအသေးစိတ်တင်ထားပေးပါတယ်။စင်းပေး Facebook ဆိုရင် LYN နဲ့ link နဲ့တော့ English ကိုပေါင်းတိုင်း link တိုင်းညနောက်မှာမြန်မာဆန်းပါတယ် follower 3.9 million ကျော်ရှိတယ် TikTok ဆိုတော့ link တိုင်းညမြန်မာမြင်လို့ရေးထားတဲ့ follower 3.6 million ကျော်ရှိတယ်အဲ့ဒီ page ရဲ့ message မှာရေးထားပေးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်ဒီသင်တန်းမှာကျွန်တော်ရဲ့နှစ်ပေါင်းများစွာဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအနှစ်ထုတ်ပြီးတော့မှ2026မှာစကားစွမ်းရည်ကိုအကောင်းဆုံးမြင့်တင်အောင်မြင်မှုအတွက်လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်စကားစွမ်းရည်သင်တန်းမှာစကားစွမ်းရည်မြင့်တင်အောင်မြင်ပြီးတွေ့ကြပါမယ် We must work together we must build our nation